ဘဝအတွက်အကောင်းဆုံးနေ့ဟာဘယ်နေ့လဲဆိုတော့ဒီနေ့ပါပဲလူတိုင်းကိုပေးနိုင်တဲ့အကောင်းဆုံးလက်ဆောင်ဟာဘာလဲဆိုတော့ခွင့်လွှတ်ခြင်းပါပဲလူတိုင်းဆောင်ထားရမယ့်အလှပဆုံးအဆောင်ဟာအပြုံးပါပဲလောကမှာခွန်အားအကြီးဆုံးအရာဟာမေတ္တာတရားပါပဲလောကမှာအဖို့တန်ဆုံးအရာကတော့ကိုယုံကြည်မှုပါပဲပန်းတပွင့်နန်းဆန်နေဆိုတာကိုပွင့်ဖက်တိုင်းကိုတိုင်းတန်ဖိုးထားတာမျိုးကိုခေါ်တာဘဝမှာအရင်မထွန်းပနိုင်ရင်နေပါသေးနည်းနည်းလေးဖြစ်ဖြစ်လင်းလန်းနိုင်ဖို့တော့ကြိုးစားရမယ်ကွအရင်ဂရိမတီနိုင်တဲ့သူဖြစ်ပါသေးနည်းနည်းလေးတောင်မလဲသားမိဖို့ကြိုးစားရမယ်လူတိုင်းကိုအရင်လက်တွဲမခေါ်နိုင်ရင်နေပါသေးပြစ်ချမထားခဲ့မိဖို့တော့ကြိုးစားရလိမ့်မယ်အရင်ဥဆောင်နိုင်တဲ့သူမဖြစ်နေပါသေးနည်းနည်းလေးမှကန့်လန့်မတိုင်မိဖို့တော့ကြိုးစားရမယ်ကွအရင်မစွန့်ကျဲနိုင်ရင်နေပါသေးနည်းနည်းလေးတောင်အချောင်မလိုမိဖို့ကြိုးစားရမယ်အရင်မြင့်မြတ်တဲ့သူမဖြစ်ရင်နေပါသေးမယုံညံ့မိဖို့တော့ကြိုးစားရမယ်လောကမှာချစ်ဖို့ကောင်းတဲ့သူဆိုတာမရှားပါဘူးယုံကြည်ဖို့ကောင်းတဲ့သူတော့ရှားတယ်ကွဒါကြောင့်အဖိုးမာကျင်တာအတိတ်ကိုမေ့ခြင်းမေးပါဘဝမမေ့ကြနဲ့မြင့်မြတ်တဲ့သူမဖြစ်ခြင်းနေပါယုံညံ့တဲ့သူတော့မဖြစ်ကြသေးနဲ့ကွအရန်ပင်ပန်းတယ်လို့ခံစားရတဲ့အခါဖုံးကိုပိတ်ပြီးအေးအေးဝါးဝါအိပ်ပစ်လိုက်အရန်ဝမ်းနေတဲ့အခါငါအတွက်ငါရှိရလို့ကိုပြန်ပြောပြီးအာတင်းထားလိုက်အရန်စိတ်ညစ်နေတဲ့အခါဒီနေ့ရှင်သန်ဝင်ရတဲ့တနေ့တာအတွက်ကျေးဇူးတင်လိုက်ငိုခြင်းတရားတွေရှိလာတဲ့အခါစိတ်လို့ကိုလို့အားရပါရနဲ့အောငိုပြစ်လိုက်နေ့ရက်တိုင်းဟာတရက်ကုန်သွားတိုင်းတစ်ခါပြန်ဆလာတာပဲလေဒီလိုပဲမင်းရဲ့ဘဝလည်းဘလောက်ပဲဆိုးရွားခဲ့ပါသေးနေတဲ့တိုင်းမှာအသက်ပြန်ထားဝင်ရှိနေတယ်ဆိုတာမမေ့လိုက်နဲ့ဒါကြောင့်စိတ်မပြတ်နဲ့အာမလျှော်နဲ့ဆက်လျှောက်မှရောက်မဲ့ခီးကိုအာတင်းပြီးသာလျှောက်လိုက်ကောင်းလေကျွန်တော်နေ့စီစာပေရဲ့စာပေလက်ဆောင်ဗီဒီယိုလေးတွေကို YouTube နဲ့ TikTok မှာလည်းနေ့စဉ်တင်ဆက်ပေးလျက်ရှိပါတယ်ဒါကြောင့်ကျွန်တော်နေ့စီစာပေရဲ့ YouTube Channel နဲ့ TikTok အကောင့်လေးတွေကိုလည်းတွားရောက်အားပေးကြပါအောင်ဗျကြည့်ရှုအားပေးခဲ့တဲ့မိတ်ဆွေတယောက်ချင်းစီကိုလည်းကျေးဇူးအထူးတင်ပါတယ်ထိုင်းနိုင်ငံမှာရှိကြတဲ့စာအုပ်စာပေကိုချစ်မြတ်နိုးကြတဲ့စာပေချစ်သူမိတ်ဆွေများအတွက်သတင်းကောင်းလေးတစ်ခုကိုပြောပြပါရစေ။အဲ့ဒါတော့နှင်းစီစာပေဆိုတဲ့ပိတ်ကနေဇာရေးဆရာပေါင်းများစွာရဲ့တုတရတဤပညာဗုဒ္ဓဝင်အောင်မြင်ရေးစိတ်ခွန်အားစတဲ့စာအုပ်ပေါင်းများစွာကိုအလွယ်တကူမှားဘူးလို့ရရှိနိုင်ပြီဆိုတာကိုပါ။ထိုင်းနိုင်ငံမှာရှိတဲ့ဘယ်မျိုးကိုမဆိုပို့ဆောင်ပေးသွားမှာဖြစ်ပြီးငွေကြိုလွှဲဖို့လုံးဝမလိုပါဘူး။စာအုပ်ရောက်မှငွေချေလိုက်ရုံပါပဲ။ဆက်သွယ်မအောင်ခြင်းတဲ့သူများအနေနဲ့နှင်းစီစာပေရဲ့ Facebook page ရဲ့ချက်ပေါက်မှာလိုချင်တဲ့စာအုပ်မျိုးစားနဲ့စာရေးဆရာမတွေရဲ့နာမည်ကိုပြောပြပြီးအလွယ်တကူမှားလို့ရရှိနိုင်ပါပြီဗျ။ဒါကြောင့်အများဆုံးပဲနှင်းစီစာပေရဲ့ Facebook page မှာလိုချင်တဲ့စာရေးဆရာတွေရဲ့စာအုပ်တွေကိုအလွယ်တကူရွေးချယ်ပြီးဝယ်ယူလိုက်ကြပါဗျ။